ကဲအခု Manchester United အသင်းကတော့ Chelsea အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Andre Santos ကိုသူတို့ကပေါင်တန်း90နဲ့ခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိသွားပြီကျွန်တော်တို့က Manchester United အသင်းရဲ့ကွင်းလယ်အကြောင်းကိုကျွန်တော်တို့မကြာခဏပြောတယ်ကျွန်တော်အဲ့ဒီနေရာမှာကျွန်တော်ထင်တာပါလဲဆိုလို့ရှင်တော့ Casemiro ရဲ့နေရာကို Manchester United အသင်းကတကယ် world class player ကစားသမားတွေနဲ့အတွေ့အကြုံရင့်ကျက်တဲ့ကစားသမားတွေနဲ့အစားထိုးမယ်ကျွန်တော်ထင်ထားခဲ့တာဒါပေမဲ့ Manchester United အသင်းက Chelsea အသင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့ Andre Santos နဲ့ပဲသူတို့ကခေါ်ယူအားဖြည့်လိုက်တာကိုကျွန်တော်တွေ့ရတယ် Andre Santos ကိုတော့ Manchester United အသင်းကတော့ဒီ Chelsea အသင်းကိုသူတို့ကပေါင်48နဲ့ပြီးလို့ရှိရင်အပိုစုဂျေကတော့ပေါင်2တန်းပေါ့စုပေါင်းဆိုလို့ရှိရင်ပေါင်တန်း90ဝန်းကျင်လောက်နဲ့သူတို့ခေါ်ယူခဲ့တာဟုတ်တယ်ဆိုတော့ Manchester United အသင်းကတော့ Santos ကိုဒီနေ့မှာပေါ့နော်ဒီနေ့မှာပဲသူတို့ကတရားဝင်စာချုပ်နဲ့သူတို့ခေါ်ယူလိမ့်မယ်ဒီညမှာ Manchester United အသင်းကို Chelsea အသင်းကလူငယ်ကစားသမားကိုရောင်းပေးလိုက်တယ်ပေါင်တန်း90နဲ့ရောင်းပေးလိုက်တယ်ဆိုပေမဲ့လည်းတစ်ဖက်မှာလည်းစာချုပ်ထဲမှာတော့ Chelsea အသင်းထည့်သွင်းတဲ့အရာတွေရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ Manchester United အသင်းကနောက်တစ်ချိန်မှာ Santos ကိုသူတို့ကပြန်လဲရောင်းချမယ်ဆိုလို့ရှိရင်တော့အဲ့ဒီရောင်းချတဲ့အမြင့်ထဲကနေမှသူတို့က10% ကိုတော့ Chelsea အသင်းကိုပြန်လဲပေးရမယ်ဆိုတဲ့အရာတွေကိုလည်းသူတို့ထည့်သွင်းချုပ်ဆိုထားတော့ကိုကျွန်တော်တွေ့ရတယ်ဒီ Santos နဲ့ပတ်သက်ပြီးမှကျွန်တော် Manchester United အသင်းတွေကိုကျွန်တော်ပြောချင်တာကတော့ဒီလူငယ်ကစားသမားကအလားအလာကောင်းတဲ့လူငယ်ကစားသမားပါ Chelsea အသင်းမှာလည်းကျွန်တော်တို့မျှော်လင့်ထားခဲ့တဲ့လူငယ်ကစားသမားဒါပေမဲ့လက်ရှိအချိန်မှာ Chelsea အသင်းရဲ့ကွင်းလယ်ကိုသူကဘလို့မှမရှင်နိုင်ဘူးမရှင်နိုင်ရတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ Chelsea အသင်းကလည်းသူ့ကိုနေရာမပေးနိုင်တာလဲပါတော့မနစ်ကလည်းကျွန်တော် Chelsea အတင်းကသူ့ကိုအသုံးပြုခဲ့တယ်ဆိုပေမဲ့လည်းလုံလောက်တဲ့ပွဲထွက်ခွင့်တွေကိုလည်းကျွန်တော်အဲ့လိုထိမှတော့မပေးနိုင်ခဲ့ဘူးဆိုတော့အခု Manchester United အတင်းကဒီ Casemiro ရဲ့နေရာကိုသူတို့ကတိုက်ရိုက်အစားထိုးတယ်ဆိုတော့ Chelsea အတင်းမှာတက်ဆိုင်လို့ရှင်တော့သူကပုံမူပြီးမှပွဲထွက်ခွင့်ပုံမူရရှိလိမ့်မယ်ပြီးလို့ရှင်ကျွန်တော်တို့သူ့ရဲ့ကစားတဲ့ position တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်တော့သူကဒီ defensive midfielder နေရာမှာကစားလို့ပြီးလို့ရှိရင် center midfielder နေရာမှာလည်းသူကစားနိုင်တဲ့ကစားသမားတဦးပြသူ့ရဲ့အားသာချက်တွေကတော့သူကဒီ defensive midfielder ကစားသမားတဦးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီဘောလုံးဖြတ်ထုတ်တဲ့နေရာမှာတော့တော်တော်လေးကိုကောင်းတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီတံပြန်တိုက်စစ်တွေပြန်လဲစတင်တဲ့နေရာမှာစဖြစ်တော်တော်လေးကိုကောင်းမွန်တဲ့ကစားသမားပြီးလို့ရှိရင်ကျွန်တော်ရန်ဖန်ရန်ခါကြားလို့ရှိရင်ကျွန်တော် goal take area မှာအဝေးကန်ချက်တွေစဖြစ်ပေါ့နော်ဒီလို rocket လေးတွေကတော့သူ့စီမှာကျွန်တော်ရန်ဖန်ရန်ခါမြင်တွေ့ရတတ်တဲ့ကစားသမားတဦးဟုတ်တယ်Manchester United အသင်းအနေနဲ့သူ့ကိုခေါ်ယူလိုက်တာကလည်းမရှုံးဘူးလို့တော့ကျွန်တော်ပြောချင်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ပေါင်တန်း90ဆိုတာကတော့လက်ရှိကျွန်တော်တို့ဒီအပြောင်းရွှေ့ဈေးကွက်တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အပြောင်းရွှေ့ဈေးကွက်ကတော်တော်လေးကိုပြက်စီးနေပြီ။ပေါင်တန်း90ဆိုတော့ဘာမှမဟုတ်ဘာမှမစွမ်းဆောင်ပြသေးတဲ့ကစားမားတွေကိုတော့မှကျွန်တော်ကြည့်လိုက်ပေါက်ဈေးတွေကတော်တော်လေးကိုလန်ပြန်ထွက်နေရပါဆိုတော့ Andre Santos ကတော့ဒီကောင်ကအလားအလာကောင်းမွန်တဲ့ကစားသမားတဦးဖြစ်နေတဲ့အတွက်ကြောင့်မို့ Manchester United အသင်းမှာအောင်မြင်ကောင်းအောင်မြင်နိုင်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ Manchester United ပရိသတ်တော်တော်များများတချို့ကပေါ့နော်တချို့ကစိုးရင်တဲ့အရာလေးတွေရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ဒီ Manchester United အသင်းကကျွန်တော်တို့ဒီ Chelsea အသင်းထံကနေ Mason Mount ကိုသူတို့ကတခေါက်ခေါ်ယူထားသေးရဗျာဆိုတော့ Mason Mount ကတော့ Manchester United အသင်းမှာ10လောက်အလုံးမဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့ Santos ကလည်းဒီ Mason Mount ပုံစံအတိုင်းဖြစ်လာနိုင်တယ်ဆိုတဲ့ခံစားချက်သူတို့မှာရှိတယ်တော်တော်လေးကိုစိုးရင်ကြောင်းကြနေကြတယ်ဗျာပြောဆိုတော့ Manchester United break တွေကိုတော့ကျွန်တော်ပြောချင်တာကတော့အခုလက်ရှိ Santos ကတော့ Mason Mount နဲ့တော့တူမှာမဟုတ် Mason Mount ထဲတော့တာတယ်သူက Mason Mount ထဲတော့တာတယ်ပြီးလို့ရှိရင်Chelsea အသင်းမှာထက်ဆိုင်လို့ရှိရင် Manchester United အသင်းမှာသူကပုံမူပြီးမှပွဲထွက်ခွင့်ရလိမ့်မယ်သူရဲ့အသက်အရွယ်ကလည်းတော်တော်လေးကိုငယ်ရွယ်သေးတယ်ဗျာ22နှစ်ဆိုတော့ Manchester United အသင်းကတော့အများကြီးသုံးလို့ရတယ်ပြီးလို့ရှိရင်သူက Brazil နိုင်ငံသား Brazil ကစားသမားတွေကဘယ်လိုအခြေအနေရှိတယ်အားလုံးသိပြီးသားဖြစ်မှာလားပါဒါကြောင့်မို့ Manchester United အသင်းကသူ့ကိုခေါ်တာမမှားဘူးလို့တော့ကျွန်တော်ထင်တယ်ဆိုတော့ဒီနေ့မှာပဲပေါ့နော်ဒီနေ့မှာပဲ Manchester United အတင်းနဲ့သူကတရားဝင်စာချုပ်ချုပ်မှာဖြစ်တဲ့အတွက်ကြောင့်မို့ Manchester United အတင်းမှာအောင်မြင်ပါစေလို့ကျွန်တော်ဆန္ဒပြုနေအားလုံးကျွန်တော်လောက်နေပဲဆုံးတက်ပေးချင်တယ်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်လို့